စစ်မှန်သောယုံကြည်ခြင်းဟူသည်မိသည့်အရာကိုများနောက်ပြန်မဆုတ်စေပါဘုရားသခင်ရဲ့တစ္ဆာစောင့်တည်မှုမှာမျော်လင့်ချက်တိုင်းကိုသူ့ရဲ့ဂတိတော်တွေကိုထားဖို့ဆိုလိုတာပါကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းတရားသည်ကိုယ်တော်၌ရှိပြီးကျွန်ုပ်တို့၏မျော်လင့်ချက်သည်ကျွန်ုပ်တို့၌ရှိပြီးယေရှုတော်จิตတော်မူအပေါ်တွင်မဟုတ်ပဲကိုယ်တော်၌ရှိတော်မူသောယေရှုတော်နှင့်ချစ်ခြင်းမေတ္တာအပြည့်နဲ့တေချင်းတိုင်အောင်နာခံခြင်းအပေါ်၌မူတည်ပါသည်ဖျားသခင်အတွက်အံ့ဩစရာဘာမှမရှိဘူးဆိုတာကိုသိလျက်နဲ့သူရဲ့ယေရှုတော်ကိုကျွန်ုပ်တို့ရင်ဆိုင်ရသည်များအတွက်ခွန်အားပေးလိမ့်မယ်ဆိုတာသိတယ်မျောလင့်ခြင်းကိုဝိညာဉ်၏ကြောက်စုဟုခေါ်သည်အကြောင်းမှာ၎င်းသည်ခရစ်ယာန်တက်တာကိုတည်ကြည်စေသောကြောင့်ဖြစ်သည်တင်ဘယ်သူလဲဆိုတာကိုတတိယပါမိသည့်အကြောင်းကြောင့်ဖြစ်စေဘယ်သူကိုမှအလျှော့မပေးပါနဲ့တင်ဒီအနန္တတကုရှင်ဘုရားသခင်၏တာသမီဖြစ်သည်အဲ့ဒီအမှန်တရားပေါ်အမိပြုအသက်ရှင်ပါခရီးကလွယ်မယ်လို့ဘုရားသခင်တခါမှမပြောဘူးပေမဲ့ရောက်တာတဲ့ထိုက်တန်မယ်လို့မိန့်တော်မူခဲ့တယ်ဇာတိအဖြစ်အသက်ရှင်မှုကိုရှောင်ခြင်းပါတေဒီဖရာသခင်တားဖြစ်၏ဘုံအတရေအတွက်ရည်မှန်းထားပြီးနာမတော်ကိုအမိပြု၍ကြီးမြတ်တော်အမှုတို့ကိုလှုပ်ဆောင်ရန်ခေါ်တော်မူသည်လောကကြီးကိုကြီးလိုက်ရင်ဒုက္ခရောက်လိမ့်မယ်လူတွေကိုကြည့်ရင်စိတ်သက်ကြလိမ့်မယ်ခရစ်တော်ကိုကြည့်ရင်ငြိမ်ဝှက်ခြင်းရှိလိမ့်မယ်ဘုရားသခင်သည်တဲ့အားတဲ့ပကိုင်တွေ့နိုင်သောအရာကိုမိသည့်အခါမျှပေးပြီးမဟုတ်တော့ကြောင့်စိတ်ဖိစီးမနေပါနဲ့တဲ့ဤဆေးရဒုက္ခကြောင့်ဘုရားဤယေရှုကိုယုံမှခြင်းမရှိပဲပျော်ရွှင်သောကာလ၌ကဲ့သို့ဆေးရဒုက္ခကာလ၌တင့်ကိုချစ်သည်ဟုယုံကြည်လောကျွန်ုပ်တို့သည်ဘောပန်းနွမ်းနေပြီးစိတ်အနှောက်အယှက်ဖြစ်နိုင်တော်လဲဘုရားသခင်တဲ့စက္ကန့်အနံပြီးနောက်ကိုယ်တော်သည်ကျွန်ုပ်တို့၏ခန္ဓာကိုယ်ထဲသို့စွမ်းအင်စွမ်းအားနှင့်ခွန်အားပေးသည်ကိုတွေ့ရှိရသည်တဲ့အသက်တာ၌ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်ကျေးဇူးတော်အကြောင်းပိုတိလာလေမုန်တိုင်းထဲတွင်ကိုယ်တော်ကိုချီးမွမ်းရန်ခွန်အားပိုရရှိလာသည်ဘုရားသခင်သည်ကျွန်ုပ်တို့၏ယနေ့အတွက်ခွန်အားမနေ့ဖြန်အတွက်မျှော်လင့်ချက်ဖြစ်သည်ယေရှုကပထမအခြားသူများကဒုတိယတင်ကိုယ်တိုင်ကနောက်ဆုံးစာလုံးပေါင်းက JOY ဖြစ်ပါတယ်တစ်ဘက်မှာဘုရားသခင်ရှိရင်အရာအလုံးရှင်းသွားလိမ့်မယ်တခါတလေမှာဘုရားသခင်အလိုရှိတဲ့နေရာကိုရွေးဖို့ငြိမ်နေရမယ်တေးခဲ့သောအရာများတွင်တစ္ဆာရှိလောကြောက်ရွံ့ခြင်းသည်ကျွန်ုပ်တို့ကိုတရားလုံးထိန်းထားတော်လဲယုံကြည်ခြင်းသည်လှပသောကောင်းအုပ်ကိုဖြစ်စေသည်တင်ကိုဟာမယုံကြည်သူတချို့ဖတ်နေတော့တခုတည်သောတမန်ကျမ်းစာပါ